အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတင်ဆက်ပေးမှာတော့ဘောလုံးသမိုင်းမှာနောက်ခံလူတွေအိတ်မပျော်စေခဲ့တဲ့အကျန်းဆုံးတိုက်စစ်မှု3ယောက်တွဲတွေအကြောင်းပြောပြသွားမှာပါဒီတိုက်စစ်မှုတွေကဂိုးသွင်းရုံနဲ့မဟုတ်ဘူးသူတို့ဘောလုံးကိုထိလိုက်တာနဲ့ဘောလုံးကွင်းတစ်ခုလုံးတိတ်ဆိတ်သွားတဲ့အထိအန္တရာယ်ရှိခဲ့တဲ့သူတွေပါပထမဆုံးကတော့ဘာစီလိုနာအသင်းကအမ်မဆန်ဆိုတဲ့အတွဲတွေပါပဲသူတို့ကတော့လီယိုနယ်မက်ဆီလူးဝီဆွာရက်စ်နဲ့နေမာတို့ပဲဖြစ်ပါတယ်ဒီ3ယောက်ရဲ့ပေါင်းစပ်မှုကတော့ဘောလုံးပွဲတစ်ခုလိုမဟုတ်တော့ဘဲနဲ့အမှုပညာရာသားတစ်ခုလိုပဲခံစားရပါတယ်မက်ဆီကတော့မက်ဆီဆိုတဲ့အတိုင်းပဲဘောလုံးကို6ထောက်မှာကတ်ထားသလိုလိန်နာခောက်တာတွေလုပ်လို့ရှိပါတယ်နောက်ခံလူ2ယောက်3ယောက်ကြားကနေလွယ်လွယ်လေးထွက်သွားနိုင်တယ်နောက်တစ်ယောက်ကတော့ဆွာရက်စ်ပါပနတီအေရီယာတွေရောက်တာနဲ့ဂိုးသမားတွေအတွက်အိမ်မဆိုးပါပဲအခွင့်အရေးတောက်ဝက်ပဲရရင်တော့ဂိုးအဖြစ်ပြောင်းလဲနိုင်တဲ့ skill ရှိသူဖြစ်ပါတယ်နောက်တစ်ယောက်ကတော့နေမာပါအားလုံးသိကြတဲ့အတိုင်းပဲလမ်းဘေးဘောလုံးကစားတဲ့ style နဲ့နောက်ခံလူတွေကိုရင်တပ်ရှူမောပွဲကောင်းအောင်ပြတယ်လိန်နာခောက်တာတွေပါလုပ်တယ်2015တုန်းကဒီ3ယောက်တွဲအဖွဲ့ကယူရိုပတစ်ခုလုံးကိုဖျက်ဆီးခဲ့ပြီးတော့ Champions League Final မှာတော့ဂိုးတွေသွင်းပြီး trophy ယူသွားခဲ့ပါတယ်